ကျောင်းတစ်ကျောင်းမှာဆရာမတစ်ယောက်ဟာစော်ကားခံရပြီးကိုတက်တည်သွားပါတယ်ဒီလိုနဲ့အဲ့ဒီကျောင်းဟာတရေ6တယ်လို့နာမည်ကြီးလာပြီးဘယ်သူမှညဆောင်မလုပ်ရဲကြပါဘူးယင်ဟာအကျွေးကိစ္စနဲ့ချစ်သူစော်ကားခံရမယ်အရေးကနေပတ်စံရဖို့အဲ့ဒီကျောင်းမှာညဆောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ရင်ညဆောင်စလုပ်တဲ့ညမှာပဲတခြားညဆောင်တစ်ယောက်ကသူ့ကိုတရေထိန်အဆောင်ပြေးကတ်ထားတဲ့အခန်းတစ်ခုထဲတွန်းပို့ခဲ့ပါတယ်ယင်ဟာအခန်းထဲရောက်ချိန်မှာတေဆုံးသွားတဲ့ဆရာမတပ်ပုံပြုတ်ကျလို့ကောက်လိုက်ချိန်မှာပဲအိမ်မက်လိုနေရာရောက်သွားကဆရာမရဲ့ပြူစားခြင်းခံရပါတယ်။သူနိုးလာတော့အဖြစ်ပြက်ကိုစုံစမ်းဖို့ခေါင်းမိုးထက်တက်လာခဲ့ပါတယ်။အဲ့ဒီမှာတော့တချောင်းတွေ့ပြီးအခန်းတစ်ခုတည်းကိုသူ့မြင်လိုက်ချိန်မှာပဲအမှန်တရားသိရှိသွားပါတော့တယ်။တကယ်တော့ဆရာမဟာညဆောင်တွေရဲ့စော်ကားခြင်းခံရပြီးကိုတတ်မသေးခင်ဒီเจ้าကိုချိန်စာတိုက်ထားပါတယ်။ညဆောင်တိုင်းသူတို့လက်မှာအနီကွက်ထလာပြီးနောက်တရေမလက်ချက်နဲ့တေဆုံးရမှာပါ။ရင်တွေခဲတဲ့တခြားညဆောင်တွေဟာလည်းတရေတွေပါသူတို့ဟာမကျွတ်မလွတ်ပဲညဆိုလျှောက်သွားနေတာပါရင်ဟာအဖြစ်ပြက်မှန်ကိုသိပြီးနောက်ကိုကာကွယ်ဖို့ကြက်သွန်ပြူလဲပင်ချိတ်ရင်လှည့်ပတ်သွားလာနေခဲ့ပါတယ်။တရေမကသူ့ကိုအမျိုးမျိုးခြောက်လန့်နေပေမဲ့သူကတောင့်ခံနေခဲ့ပါတယ်။တနေ့ကျရင်ဟာသူ့လှုပ်ရှားမှုမှန်သမျှကိုခတီးကနေစောင့်ကြည့်နေတဲ့သူရှိမှန်သိလိုက်ရပါတယ်။တကယ်အမှန်တရားကဘာလဲတရေမရောတကယ်ရှိတာလားအဆက်ကြည့်ချင်ရင်တော့ဒီ YouTube channel ကနေစောင့်ကြည့်ပေးပါနော်ကျေးဇူးတင်ပါတယ်။